ကြကြဦးလေးထားရတဲ့တတိုင်ကလှုပ်နေရဲ့ဟာအေးဟာထူးဆက်လိုက်တာဟာကြည်ဟာကြကြကြည်你ပြောချက်သွားကောင်းလိုက်လားအခုပဲလာတယ်ဟဲငါ့ဦးလေးစီလာလေနင်းရဲ့တည့်ရဲ့တိုင်းဟိုခါငါတို့ယူရတဲ့ Galaxy 4လာပြန်ပေးနေလာချော့อ่ะအော်ဟုတ်တာပဲဒါဆိုငါလည်းလိုက်ခဲ့မယ်ဦးလေးသမီးတို့စိတ်မဆိုးနဲ့နော်ဒီမှာဦးလေးဖုန်းပြန်လာပေးတာဦးလေးအတွက်ထမင်းဟင်းတွေလည်းပါတယ်ကော်ဖီလည်းပါတယ်တော်တော်ဆိုးတဲ့ခလေးမတွေပါလားနောက်ဒါမျိုးလို့တာငါမကြိုက်ဘူးနော်အခုတော့ကြုံမှာထားမယ်ဒါငါရဲ့ customer တယောက်အတွက်ဂျပန်ကနေထူးထူးခြားခြားမှာထားတဲ့ပစ္စည်းဒီနေ့တေးချာချာ view site ထားငါအပြင်သွားနေတော့လုံးဝမထိကြဘူးစိတ်ချဦးလေးလုံးဝမထိစေရအောင်ជីနင်ဦးလေးရှိုးတော့မှခုံလေးနေရလိုက်တယ်ဟုတ်တယ်ဒီခုံလေးเนี่ยတတောင်းတတာရှိရဲ့လာထိုင်ကြည့်လိုက်ရအောင်ဟာခုံလေးကဘိုင်းလိုက်တာတက်တောင့်တရှိရောဟဲ့ကြကြဦးလေးထားရတဲ့တတိုင်ကလှုပ်နေရဲ့ဟာအေးဟာထူးဆက်လိုက်တာဟဲ့ထဲမှာဘာရှိလဲမသိဘူးငါလည်းမသိဘူးခွင့်ကြကြပါငါဦးလေးကမာထားတယ်ဟာခွင့်မကြည့်ပါနဲ့တဲ့တော့ဒါဒုက္ခတွေရောက်နေအောင်ပဲဟဲ့ជីကြားလိုက်တာအထဲမှာတိတ်ဆန်လေးတစ်ကောင်ထင်တယ်ငါတို့နှုတ်ဆက်နေရတယ်တူတယ်ဘာဖြစ်လဲငါဖွင့်ကြည့်အောင်ဟဲ့ဒါဆက်ရခွေးလေးနဲ့တူတယ်ချစ်စရာလေးသူ့ပုံစံတကယ်ခွေးစစ်လေးနဲ့တူတယ်နော်ជីနော်နှိပ်ကြည့်ရဟဲ့ခွေးလေးအသက်ဝင်လာပြီဟာအိုးမိုက်လိုက်တာချစ်စရာလေးရလေးဖြစ်ကြလေး Stand up shake shake အိုးဟဲ့သူ့ပုံစံနဲ့သူ့နေရာပြတကယ်ခွစ်စလေးတိုင်းပဲနော်သူကအကျန်ရပြီငါတူလေးမွေးနေကြရင်ဒီ iPhone လေးကိုယူပြီးတော့ပြရမယ် Hello ကြီးဟုတ်ကဲ့ဦးလေးငါပြန်လာနေပြီနော်ဦးလေးသမီးတို့မွေးနေ့ပွဲတစ်ခုသွားကြရှိလို့သမီးသွားလိုက်ဦးမယ်နော်အေးဒီဆိုင်သွားကြနော်ဟုတ်ကဲ့ပါဟဲ့ခင်ဗျပြန်လာရောဘူပါနဲ့ဟာငါ့မှာကြံတစ်ခုရှိရဲ့ဟဲ့အဲ့ခွေလေးကငါတူလေးမွေးနေ့ဆောင်ပေးလို့ယူလာတဲ့အယုတ်ဟာခဏလေးသွားလိုက်မယ်